new one set up masala set up ရှေ့တန်းရောက်လို့ရှိရင်တွေ့သမျှဟာယောက်ျားဆိုငါသားအထီးဆိုငါသားအမဆိုရင်ငါမယားငါလှုပ်ချင်တယ်လို့လှုပ်မယ်ဘာမှပြန်မပြောနဲ့ငါတက်ချင်တက်မယ်ငါလှုပ်ချင်လှုပ်မယ်ငါမဟာရရလှုပ်ချင်လှုပ်မယ်ဒါမျိုးဆက်ဆံတာအဲ့တော့တောင်တန်းဒေသမှာတောင်ပေါ်မှာနေတဲ့လူတွေဘဝကိုယ်ခန္ဓာကိုယ်နဲ့သူများစိတ်နဲ့ကိုယ်ခန္ဓာကိုယ်ကြည်ပြင်းရတာဒီလူတွေစိတ်မနာလို့ရှိရင်ဘယ်လူတွေစိတ်နာမှာလဲမင်းဟိုဖက်စစ်ဂျပန်တို့နေချက်အင်္ဂလိပ်တို့ကမှတော်သေးတယ်အဲ့ဒါတွေကိုနာတာကလက်သေးဆွဲခွာလို့နော်ဘာလို့လို့ရတယ်ဒီဥစ္စာကြတော့ရင်ဘတ်သေးကိုအသေးနှလုံးထဲကိုစင်စစ်ခြင်း generation အဆက်ဆက်ကိုတခါတဲ့အနာကြီးနာအောင်လုပ်ပေးလိုက်တာဖာတီမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့မနေ့ကဖာတီရဲ့ဒါ intro ပေါ့နော်အမိတ်ဆက်တဲ့ကျွန်တော်တို့ဒါသတင်းတွေလည်းကျွန်တော်ပြောခဲ့ပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့လက်ရှိအခြေအနေအနည်းငယ်ကိုလည်းဖာတီတင်ပြခဲ့ပြီးဆိုတော့ဒီနေ့မှာဖာတီကျွန်တော်တို့ဒီတိုင်းရင်းသားတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီးတော့ဖာတီဘယ်လိုမျိုးဒါဆွေးနွေးဖို့ရှိပါလဲတိုင်းရင်းသားတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီးတော့ဒီဆွေးနွေးဖို့အကြောင်းကတော့အများကြီးရှိတာပေါ့နော်အဲ့တော့အဲ့ဒီထဲမှာတချို့အတူချုပ်ပေါ့အတူချုပ်လည်းပြောလို့ရမယ်နောက်ပြီးတော့ဒီပြည်သူကတချို့ကိစ္စတွေမှာတို့နိုင်ငံကဘာလို့ဖြစ်နေလဲဆိုတော့လူမျိုးရေးပြဿနာပေါ့နော်အဲ့ပြဿနာကခေတ်အဆက်ဆက်နှစ်ပေါင်းအဲ့လူတွေပြောနေတဲ့80ကျော်ပေါ့နော်အဲ့လောက်ကြီးကိုသူတို့ကဘယ်လိုခေါ်မလဲထင်ရမြင်ရဘယ်လိုခေါ်မလဲဒီဝါရဖြန့်ထားတဲ့အတိုင်းမှာမိုင်းမီနေကြတဲ့ဟာတွေရှိတာဟုတ်ပါရှိတဲ့အခါကျတော့ရွေ့နေတဲ့အရွေ့တွေသူတို့တတိမထားမိဘူးနောက်ပိုင်းရတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့အဲ့ဒါတွေကိုတတိထားမိတဲ့အခါကျတော့ကိုယ်ဝါရဖြန့်ထားတဲ့အာဏာရှင်စစ်အာဏာရှင်အဆက်ဆက်ကဒီဝါရမိုင်းအောက်မှာကိုကယုံထွက်မရတော့အဲ့ပြည်သူကယုံထွက်မရတော့အဲ့ဒါလိုပဲလက်နက်ကိုင်ဖွဲ့စည်းတွေကလည်းဘာလို့ပြန်သုံးရလဲဆိုတော့ဒါကအရှိတရားပေါ့နော်ဘာလို့ပြန်သုံးရလဲဆိုတော့အဲ့ဒီလူမျိုးရေးနဲ့ပြန်ပြီးတော့တဘောကလူမျိုးရေးဝါဒီရမကောင်းဘူးအဲ့မှာ organize လုပ်မယ်ဘယ်လူမျိုးပဲဖြစ်ဖြစ်တိုင်းရင်းသားအကုန်လုံးတိုင်းရင်းသားအလုံးကလူမျိုးသူတို့ organize လုပ်တဲ့အခါကျတော့ဘာတော့ငါတို့လူမျိုးတွေကိုဒီလိုဖြစ်ထားတယ်ဟောနော်အဲ့တော့ဒီစစ်တပ်နဲ့ဟိုဗမာကာကွယ်ရေး BIA Independence နော် BIA နောက် BDA နော်Defense Army အဲ့ဒီဒီတက်ကလွတ်လပ်ရေးကိုကြိုးပမ်းခဲ့တဲ့တပ်မဟုတ်တော့သူကဗမာတပ်ဖြစ်သွားတယ်အဲ့လိုမျိုးကိုပြောပြီးတော့အဲ့ဗမာတပ်ဘာလို့ဒီစစ်တပ်ကနောက်ဆုံးဥနေဝင်နောက်ပိုင်းပေါ့နော်ဥနေဝင်ရတဲ့ဒီဘက်ရှေ့ဆက်ပြီးတော့အုပ်ချုပ်လာတဲ့ဒီတလျှောက်မှာသူတို့ကရှေ့တန်းစစ်မျက်နှာပြင်မှာအဲ့ဒီတိတ်ပြီးတော့လူမျိုးရေးမုန်းတိမှုကိုပွားစီမဲ့လှုပ်ရက်တရားသူတို့ရဲ့လှုပ်ရက်တရားစစ်တပ်ကဒီစစ်သားတွေရဲ့လှုပ်ရက်တရားအဲ့ဒါမျိုးပေါ့နော်ဟုတ်တယ်အဲ့ဒါမျိုးတွေရှိတဲ့အခါကျတော့အဲ့မှာတိုင်းရင်းသားကောင်းဆောင်တွေကလေစစ်တပ်ဆိုလို့ရှိရင်ဗမာတပ်အဲ့ဒါမျိုးဖြစ်ခေါ်ကြတယ်ဗမာတပ်အဲ့တော့ဗမာတွေဟိုတို့ကူကဟိုမနေ့ကရှမ်းပြည်အကြောင်းလေးလည်းပြောတဲ့အဆက်ဆိုတော့အဲ့တော့ပလောင်ရဲ့ရှမ်းရဲ့သူတို့များသောအားဖြင့်ရှမ်းစကားပြောကြတယ်ရှမ်းစကားပြောကြတယ်အဲ့တော့ပေါ့နော်အဲ့ရှမ်းစကားပြောတဲ့အခါကျတော့ပလောင်နေဆိုလို့ရှိရင်ရှမ်းနေဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့သူကအဲ့ဒီတောင်တန်းဒေသပေါ့နော်တောင်ပေါ်မှာဟုတ်ကဲ့ပလောင်လူမျိုးရဲ့သူတို့ရဲ့ခံယူထားတဲ့သူတို့ရဲ့ယဉ်ကျေးမှုခံယူချက်တစ်ခုရှိတယ်အဲ့ဒါပါလေတော့သူတို့လူမျိုးကနဂါးမျိုးပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်သူတို့ကဒီအမြင့်ဆုံးနေရာမှာသူတို့နေကြတယ်ဒါကြောင့်မို့သူတောင်းနေတယ်မှာသူတို့အဲ့လိုမျိုးအဲ့တော့ဒီလူမျိုးရေးခွဲခြားမှုကလည်းဘယ်လောက်တောင်ဒီဖြစ်သွားလဲဆိုလို့ရှိရင်အဲ့ဒီရှမ်းပြည်မှာရှိတဲ့ရှမ်းရှိမယ်ပလောင်ရှိမယ်ပအိုးရှိမယ်ဆိုကြပါဘူးနော်အဲ့ဒါရှိတယ်တနုရှိအင်းသားရှိတယ်အဲ့ဒါတွေအကုန်လုံးကလည်းဘာဖြစ်လဲဆိုတော့ဒီပလောင်ဆိုတာအနေငံဖြစ်နေတယ်ဒီဗမာရဲ့လူမျိုးကြီးဝါဒဗမာမှရှိတာမဟုတ်ဘူးအကုန်လုံးမှာလူမျိုးကြီးဝါဒရှိနေတယ်အဲ့ဒီအချိန်မှာပလောင်ဘာကြောင့်အချိန်တို့အတွင်းမှာတည့်ရလက်နေရဘာကြောင့်ဒါလောက်ကြီးထွားလာလဲဒါ
ဒီလောက်ဟိုကပြုတ်လာလေ ဟုတ်တယ်အဲ့ကိစ္စကျွန်တော်ပြည်သူလည်းတအားစိတ်ဝင်စားနေတယ်လက်ရှိအချိန်ထိလည်းကျွန်တော်တို့ဒါစစ်ရေးတွေမှာလည်းပဲTNL ရဲ့အောင်မြင်မှုတွေအများကြီးလည်းရှိတယ်ဆိုတော့ပြော TNL တာဖုံးကျော်တော့ပတ်သက်ပြီးတော့လည်းကျွန်တော်ပြည်သူကစပြီးတော့တိလာခဲ့ပြီရှင်တော့မသိဘူးဒီຫນွေဦးကြမှာပို့ပြီးတော့ထင်သာမြင်သာဖြစ်လာတာပေါ့နော်ဆိုတော့သူတို့အကြောင်းကတော့ကျွန်တော်တို့ကိုနိုင်တော့မှတော်တော်လေးစိတ်နေပါပြီဟုတ်အဲ့ဒါဆိုလို့ရှိရင် TNL ဆိုတာပေါ်တာခက်မှန်းကြီးဆိုလို့ရှိရင်2010နောက်ပိုင်းတော့မှပဲပေါ်လိမ့်မယ်ဟုတ်ကဲ့လူတွေတိလာလိမ့်မယ်ဟုတ်ဘာလို့အဲ့2010ကာလမှာတော့မှ TNL လို့ကောင်းကောင်းအတမထွက်သေးဘူးမှန်သူတို့ဘာနာမည်တက်ကမလဲတော့ပါသူအစင်မပြေသေးဘူးဟုတ်ကဲ့အဲ့တအောင်ရဲ့တအန်းရဲ့အဲ့ကြားထဲမှာစောင်းထက်အန်းရဲ့ဟုတ်အဲ့ကြားထဲမှာပဲသူတို့အဲ့လိုဖြစ်နေတယ်ဟုတ်ဘာကြီးအဲ့အချိန်မှာဘာကြီးပြောရရင်တော့ဘာကြီးအကြောင်းကဒီထောင်ဖောက်ပြီးတော့ပြေးလို့ဘာကြီးတို့လွတ်တဲ့အချိန်မှာဘာကြီးကမြေပြတ်မှာအခြေချလို့မရတဲ့အတွက်ဘာကြီးအဲ့ရှမ်းပြည်တခွင်ပေါ့နော်စောင်းပြောတဲ့အဲ့တရုတ်ပြည်နယ်စပ်တစ်လျှောက်လုံးဟုတ်အဲ့ဒီရှမ်းပြည်ကချင်ပြည်နယ်တွေရောက်တယ်ဟုတ်ကဲ့အဲ့လိုဘာကြီးကအဲ့လိုတောထဲမှာပဲနေပြီးတော့ကျင်လေပြီးတော့နေခဲ့ရတယ်ထောင်ဖောက်ပြီးတော့ပြေးနိုင်တဲ့အကြောင်းတက်အကြောင်းကျွန်တော်တက်လေးကျွန်တော်တို့စကားအဲ့ဒီကိစ္စဘာလို့ဘာကြီးတခါတည်းဖောက်တာမဟုတ်ဟုတ်လားဘာကြီးထောင်3ကဖောက်ပြေးတာအဲ့တော့ပြန်မိတယ်ဆိုတဲ့အချိန်တွေမှာဘာဖြစ်မလဲဆိုတာစဉ်းစားကြည့်ပေါ့မှန်တော့အမှုလေးကတေးသေးလေးဘာမှုမှမဟုတ်ဘူးသူခေါင်းစဉ်တက်လိုက်တာ6တဲ့နိုင်ငံတော်ဘိုင်ပစ္စည်းဖြစ်စည်းတယ်သူကဘယ်လိုခေါ်မလဲ6လတနေ့ ဟုတ်ကဲ့တနေ့ခွဲ2နှစ်ပေါ့နော်အဲ့လိုချတယ်အမှုကြီးဟုတ်ဒါပေမဲ့အဲ့ဒီရုပ်သားကသူတေတံတက်ဆိုးတယ်တေတံကမှအယူခံဝင်လို့ရှိလို့ချင်းမင်းဟိုးတာဖြစ်သေးတယ်လူငင်းချမ်းသာမရနဲ့တေတံကတကြွန်းနဲ့ဟုတ်ကဲ့ကြွန်းနဲ့ပြန်ပြီသူတကြွန်းနဲ့လဲတကြွန်းကိုတခါ10နှစ်နဲ့လဲဟုတ်ကဲ့အစစ်စစ်လဲလို့ရသေးတယ်ဟုတ်ကဲ့အဲ့ဒီရုပ်သားကအဲ့ဒီမှာတင်မိတဲ့နေရာမှာတင်တေတာများတယ်အဲ့လိုမျိုးပေါ့မတေလို့ရှိလို့ချင်းလဲခိုင်းတပ်လိုက်တာအဲ့တော့ကဲကွာကိုကိစ္စထားလိုက်ပါနော်အဲ့ဒီစိုးစိုးလုံးကလောင်နေရအဲ့အချိန်မှာအဲ့လိုဖြစ်တယ်အဲ့လိုပြီးတော့ဘယ်သူမှမသိတဲ့အချိန်မှာသူတို့ရဲ့အရင်အမြစ်ကတော့ဒါသူကောင်းတဲ့အရာမလို့ဘာကြီးပြောတာပါဟုတ်နော်ဒါဆိုအားလုံးဒီတိုင်းရင်းသားဟုတ်ကဲ့စကားလက်ဆောင်တစ်ခုပါကျင်တာကတော့အဆုံးသတ်ကြရင်သတိပေးပါလဲဆိုတာတို့ revolution နဲ့ပတ်သက်လို့ဟုတ်ကဲ့62 64 84 88ဟုတ်တမိုင်းချောင်းပါတမိုင်းချောင်းကြီးပါဟုတ်ကဲ့အရေးတော်ဘုံကြီးတွေပါအရေးအခင်းတွေမဟုတ်ပါဘူးဟုတ်ကဲ့လူတို့အရေးတော်ဘုံကြီးတွေပါဟုတ်နော်ဒါပေမဲ့ဟောဒီ21ကအရေးကြီးတဲ့အတွက်ပြင်လို့မရဘူးပြောင်းလို့မရဘူးလွဲလို့မရဘူးဖြစ်တဲ့အတွက်ဒီ21ကဒီအရေးတော်ဘုံကတော့အရေးကြီးတဲ့အတွက်ပေါ့နော်ဟောဒီ21ကဘာနဲ့စလဲပြီးလို့ရှိရင်ဘာနဲ့ဆုံးမရမလဲဆိုတဲ့ဟာလေးကဘာကြီးကတိတ်ပြီးတော့သိစေခြင်းဟုတ်အဲ့ဒီဥစ္စာတော့တိတ်အရေးကြီးတယ်နောက်ပြီးတော့ဘာကြီးတို့တက်တန်းရလေနောက်တစ်ချိန်မှာဘယ်လိုခေါ်မလဲစက်ကူစုပ်ပေါ်ကစာရွက်ကလေးပဲဖြစ်သွားဟိုအမိုက်ပုံနဲ့ထည့်လိုက်တဲ့ဟိုတို့အမိုက်ပုံဖုန်းနဲ့ဟိုတို့ဒီကွန်ပျူတာတွေကအမိုက်ပုံနဲ့ထည့်လိုက်တဲ့စကားတွေပဲဖြစ်သည်ဘာကြီးတို့ပြောနိုင်တဲ့ဟာတွေပြောခဲ့မယ်ပြောမှာပေါ့နော်ဟုတ်ကဲ့ပြောခဲ့မှာမဟုတ်တေကနီအတွက်တစ်ခွက်နီဒီဘယ်လိုခေါ်မလဲနိုင်ငံရေးဟုတ်တယ်ဘာကြီးရှင်းပြောရလို့ရှိရင်ဘာကြီးတို့နိုင်ငံရေးသမားလို့သူများတွေကပြောအဲ့ကောင်နိုင်ငံရေးသမားပဲနိုင်ငံရေးသမားမို့လို့ဒုက္ခရောက်တာအဲ့လိုမျိုးပြောလို့ရှိရင်တိတ်ချေနဲ့တာဘာနဲ့မှမလဲနိုင်ဘူးဘယ်လိုခေါ်မလဲတကယ်ကိုမလဲနိုင်တာငယ်တုန်းကဒီ9တန်း10တန်းလောက်ကနေပေါ့နော်ကြီးလိုက်နိုင်ငံရေးသမားဖြစ်မဲ့ကောင်လို့ပြောတဲ့အချိန်မှာဘာလဲပေါ့နိုင်ငံရေးသမားဖြစ်မဲ့ကောင်ပြောတော့ဘာကိုပြောတာလဲမသိဘူးပေါ့နော်ဒါဆိုရင်တော့မဆိုးဘူးနဲ့ထင်တယ်ပေါ့နော်ဘာလို့84မိတယ်ကွာ84မိတဲ့အချိန်မှာဘာလို့နေခဲ့တဲ့အကြောင်းတွေမှာလဲဘာလို့ဒါတွေကြုံခဲ့ရတယ်အကြောင်းမှာဒီကိုလှန့်ပြီးတော့မပိတ်ချင်လေးတွေလှန့်လုပ်လိုက်သေးတယ်ရန်ကုန်84ဖြစ်တဲ့အချိန်မှာအမဖြစ်အဲ့တော့ပြောရင်ဆုံးကဒီ TNL ဘက်ကို TNL ရဲ့ဒီပလောင်တိုင်းရင်းသားတွေမှာရွှေပလောင်ငွေပလောင်ရှိတယ်ရွှေပလောင်ငွေပလောင်ရှိတယ်အဲ့တော့အဲ့ဒီမှာပြောရလို့ရှိရင်တော့ပလောင်ပါပဲဟုတ်ကဲ့နော်အဲ့တော့သူတို့မှာအကောင်းဆုံးကတော့လက်ဖက်ကောင်းစားကြရင်ပလောင်တောင်တဲ့နေရမယ်ဆိုတဲ့စကားပုံလေးတွေပါလေသူတို့မှာလေသူတို့ culture နဲ့သူတို့ရဲ့ယဉ်ကျေးမှုနဲ့သူတို့ရှိပြီးသားဒါပေမဲ့လို့အကုန်လုံးကဘယ်လောက်ထိလုပ်တယ်လဲဆိုတော့မကျေနပ်လို့ရှိရင်လေဝက်ကလဲတာဂုစကားသာသူ့ကိုမင်းစကြစ်ပြန်ပေးရတဲ့ဘဝတွေလည်းရှိခဲ့တယ်သူကြီးထွားလာတဲ့အချိန်မှာဟုတ်ကဲ့တစ်ဖက်လဲနေပေါ့ကွာဘယ်သူပေးတယ်ပါငါထည့်ပြောမယ်ဟုတ်
အဲ့လိုပဲရှမ်းကလည်းဟိုဘယ်လိုကောမလဲငါနဲ့ဖိနှောင်းကံပါပဲဒါပေမဲ့ရှမ်းလည်းဝစ်လေတယ်ဟုတ်ဆိုငကိုတုံးကဘာကြောင့်ပလောင်ကြီးထွားလာတယ်လဲကိုပြောချင်တာကအဲ့ဒီကအရေးမြစ်ပဲဟိုကောင်ကတို့ဒီရှေ့တန်းထွက်တဲ့စစ်တပ်တွေကတို့ပြောရလို့ရှိရင်တော့ဒီညီဝင်းစစ်တပ်ကမဆလာစစ်တပ်ကရှေ့တန်းရောက်လို့ရှိရင်တွေ့သမျှဟာယောက်ျားဆိုငါသားအထီးဆိုငါသားအမဆိုရင်ငါမယားငါလှုပ်ချင်တယ်လို့လှုပ်မယ်ဘာမှပြန်မပြောနဲ့ငါတက်ချင်တက်မယ်ငါလှုပ်ချင်လှုပ်မယ်ငါမဟာရီယာလှုပ်ချင်လှုပ်မယ်ဒါမျိုးဆက်ဆံတာအဲ့တော့တောင်တန်းဒေသမှာတောင်ပေါ်မှာနေတဲ့လူတွေရဲ့ဘဝဟာကိုယ်ခန္ဓာကိုယ်နဲ့သူများစိတ်နဲ့ကိုယ်ခန္ဓာကိုယ်ကြီးပြင်းရတာဒီလူတွေစိတ်မနာလို့ရှိရင်ဘယ်လူတွေစိတ်နာမှာလဲမင်းဟိုဖက်စစ်ဂျပန်တို့ဒီဘယ်လိုခေါ်မလဲအရင်ရှင်ဟိုဟာတို့ဘယ်လိုခေါ်မလဲဟိုတို့ဗာလဲနေချက်အင်္ဂလိပ်တို့ကမှတော်သေးတယ်အဲ့ဒါတွေကိုနာတာကလက်သေးဆွဲခွာလို့နော်ဘာလို့လို့ရတယ်ဒီဥစ္စာကြတော့ရင်ဘတ်သေးကိုအသေးနှလုံးထဲကိုစင်စစ်ချင်း generation အဆက်ဆက်ကိုတခါတဲ့အနာကြီးနာအောင်လုပ်ပေးလိုက်တာအဲ့လိုအနာကြီးနာအောင်လုပ်ပေးလိုက်တဲ့အချိန်မှာတေးကြတာတခုကတော့ရှမ်းကိုတတ်ထားအောင်ဒီတို့ပလောင်လူမျိုးတွေဒီပလောင်တိုင်းရင်းသားတွေဒီဘာဖြစ်သွားလဲဆိုတော့အဲ့ဒီမှာဟောပေါ့ဒီဗမာတို့မဆလာစစ်တပ်ကစစ်သားတွေကဒီလိုတွေ့ရမြင်ရခွေးယူလို့သူတို့ကြိုက်တယ်လှုပ်တယ်ကြင့်ကြံတယ်အဲ့ဒါတွေကတော့အဲ့ဒါတွေတက်ဆိုးတာကအဲ့ဒါတွေနဲ့ level တန်းဆိုးတာကသူတို့နေတဲ့သူတို့ရဲ့ဇာတိနေမြေမှာသူတို့ရဲ့အိမ်နေချင်းသူတို့အားကိုးရတဲ့သူတို့ရဲ့ညီတော်နောင်တော်တွေကပါသူတို့ကိုဈေးပေါ်ကြောပဲမလုပ်ဘူးကွာဈေးပေါ်ကြောပဲမလုပ်ဘူးငါပြောပြမယ်အခုဒီစကားကလीလူမျိုးရန်တိုက်ပေးတာမဟုတ်ဘူးသူတို့ဟာနဲ့သူတို့ကူတယောက်နဲ့တယောက်ပြန်ပြီးတော့လीဘယ်လိုခေါ်မလဲအကူကြီးညီလေးဖြစ်နေပြီဒါကြောင့်ဒီချိန်ကျမှငါပြောတာဟုတ်တယ်ရှမ်းပြည်မှာကြိုက်တဲ့ရှမ်းပြည်ပြောဘာဟင်းရွက်ကလေးစားခြင်းလဲအမီးတွေဒီနေ့ဈေးထဲသွားဝယ်မယ်အဝယ်မနေနဲ့ဘယ်လိုခေါ်မလဲဈေးနေကြလို့ရှိရင်ပလောင်နေလာလိမ့်မယ်နော်ဘာရွက်ဘာအတီးရွက်ဘယ်လိုပေါ့နော်နောက်ဟိုဘယ်လိုအမဲဘာညာပေါ့ကွာအစားတော့သွားမနေတော့ဒီနေ့ရှိတာနဲ့စားလိုက်နော်ဈေးနေကြလို့ရှိလို့ရှိရင်ပလောင်နေလာလိမ့်မယ်ပလောင်နေကအဲ့အဆင့်ဝက်မွေးခြင်းသလားဘာလုပ်ခြင်းတလဲကိုယ်ခိုင်မှာဈေးနေကြပလောင်နေလာလိမ့်မယ်လေမူဆယ်မှာထိုးလေး၎င်းပဲတိန်နီမှာထိုးလေး၎င်းပဲဟုတ်အဲ့လိုမျိုးဆိုတော့သူတို့အဲ့ဒီမှာနေတဲ့ဒီ niche ပါပေါ့နော်အနီးကနေတဲ့သူတို့လူမျိုးချင်းချင်းအညီအကူအဲ့ဒါအချင်းချင်းတော့မှာအဲ့ဒီပလောင်တိုင်းရင်းသားဆိုတာသူကဟိုခက်ရရန်ပြောတော့လူစင်ရဲမသွင်းတယ်လို့ပဲဟိုရှက်စရာစကားတွေရှိတယ်ဘာကြီးအဲ့ဒါတွေမပြောဟုတ်ပြီးတော့အဲ့ဒါမျိုးဆက်ဆက်အဲ့ဒီအချိန်မှာပလောင်တွေကကြိုးစားတယ်ပလောင်တိုင်းရင်းသားတွေကကြိုးစားတယ်ပလောင်နဲ့ဘာကြီးနဲ့တိတ်မရင်းနေဘူးအဲ့တခုတော့ရှိတယ်အဖမ်းတော့ခံဘူးတယ်ဟုတ်အပလောင်ဒီ TNL ဖွဲ့อ่ะဘာကြီးဖမ်းဘူးဖမ်းဘူး TNL လည်းဖမ်းဘူးတယ်နော် KIA လည်းဘာကြီးဖမ်းဘူးတယ်ဟုတ်ကဲ့နော်ရှမ်းလည်းဘာကြီးဖမ်းဘူးတယ်တော်လိုင်းရောတကယ်ဟိုနော်ထဲထဲဝင်လောက်ခဲ့တဲ့သူတွေကဟိုအဖမ်းခံဘူးတဲ့သူတွေများတယ်ဟိုပေါ့နော်လက်နက်ကင်တပ်ဖွဲ့တွေကလည်းအဖမ်းတာကိုလည်းခံကောင်းခံရမယ်ပြီးတော့တစ်ဖက်ကကျွန်တော်တို့ဒါမင်းအွန်လိုင်းအုပ်စုပေါ့ဗျာအရင်တော့ကတော့ဒါသူတို့ရဲ့ဒီစစ်ဆိုးရပေါ့စစ်ဆိုးရပဲပေါ့စစ်ဆိုးရပဲစကားစားပဲပေါ့စစ်ဆိုးရကဖန်စီတဲ့အောင်လည်းခံရမှာပဲအဲ့တော့အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ဒီဘက်ကအနာကြီးနာတဲ့ဟာတွေနောက်ဆုံးအဲ့ဒီကိုဘာကြောင့်စုသွားဆိုအဲ့ဒီမှာပလောင်ဆိုတဲ့တို့တိုင်းရင်းသားတွေဟာတိတ်ပြီးတော့အစင်မပြေဘူးပါနော်သူဖြစ်ရတာတော်တော်လေးအောက်တန်းနောက်တန်းကြတယ်တို့ရှစ်ခက်ကကိုငယ်ငယ်တော့စာရုပ်ဒီမှာဖတ်ခဲ့ရဟိုတင်ခဲ့ရနာဂလူမျိုးလို့နာဂကလည်းခုစင်ပေါ်ရောက်သွားပြီအိန္ဒိယနဲ့ဆက်မှာသူကလည်းသူကနဲ့သူဟိုမှာမွေးသားနိုင်ငံနဲ့တွေ့သွားတော့အစင်သူရပလောင်ကလည်းခုဒါသူလည်းစင်ပေါ်ရောက်ပြီစင်ပေါ်ရောက်ပြီလို့ပြောရမှာပဲဘလောအဲ့မှာဘာလို့လဲဆိုသူကြိတ်ပြီးတော့ကျူသားတယ်အဲ့တော့2000ခုနှစ်လောက်ခရေကနော်88ကနောက်အဖျားခံလိုက်တဲ့နောက်ပိုင်း2000ခုနှစ်လောက်တည်းကအဲ့လောက်တည်းကပလောင်လူငယ်တွေကိုမိဘမဲ့ကြောင်းနေပါရီညာတွေကနေတဆင့်အဲ့ရနေတဆင့်မြို့ကြီးပြကြီးတွေကိုပညာတွေထုတ်တင်တာပညာတွေနေပို့လာဟုတ်ကဲ့ဟာတိတ်နေခံရတယ်အဲ့လိုမျိုးအဲ့ဒီကနေမှအဲ့လူတွေပြန်လာအဲ့လူတွေနဲ့သူတို့ဌာနချုပ်တွေနေလို့အဲ့တော့ပြန်တွေ့တာအဲ့ချိန်တော့သူတို့ဖမ်းတယ်
မဖမ်းလို့လည်းမရဘူးဖာဒီသွားတဲ့ပုံကလည်းလို့စစ်တပ်တောင်းမှအဲ့လိုမသွားဘူးအဲ့ချိန် အော် အဲ့ဒီအချိန်မှာဖာဒီကလည်းသွားတာသွားရမယ်အကြောင်းကလည်းရှိနေတာကိုကစားဝတ်နေရေးဆိုတော့သွားတယ်သွားရတယ် ဟုတ်ကဲ့ စားဝတ်နေရေးတော့ကိုကလောက်တာအဲ့ဆိုတော့အဲ့မှာပြောချင်တာကအဲ့ဒါတွေကဒီအကြောင်းတရားတွေပဲလားအနေခံယုံရရုံမလားမဟုတ်ဘူးအဲ့ဒါတည်းပူတာကတေမထူးနေမထူးလောက်ဒီဖြစ်နေတဲ့လူတွေဟာလူမျိုးစုဟာနော်ယုံကြွဖို့ဆိုတဲ့ကိစ္စကသူ့မှာလည်းလက်လေးချောင်းတို့လက်သုံးချောင်းတို့လက်ငါးချောင်းတို့ထောင်စရာအကြောင်းလည်းမရှိဘူး ဟုတ်ကဲ့ ကြိုက်တာလို့မိုက်တာလို့ပလောင်ဆိုလို့ရှိရင်နေပြီးသားပလောင်တိုင်းရင်းသားဆိုလို့ရှိရင်ဘာလို့ကိုနဲ့အနီးကပ်နေတယ်မင်းအိမ်မှာငါတဲနေတယ်မင်းကိုယ်တိုင်ကငါ့ကိုနှိမ်ထားတယ် ဟုတ်ကဲ့ အဲ့တော့အပြင်ကလာတဲ့ရန်သူကလည်းစေးဖို့ဘယ်လိုကောမလဲအနေခံပဲဆိုတော့ तू မကြိုးစားလို့မရဘူးလေအဲ့တော့လူတိုင်းမှာလူတိုင်းမှာအကြောင်းတရားတွေအရင်းခံတွေရှိတယ်အဲ့ဒါတွေကိုခြေဖြတ်ပြီးတော့ခုကျန်တဲ့မဟာမိတ်အင်အားတွေနဲ့လက်တွဲနိုင်တာတော့သူ့ကိုကျေးဇူးတင်အောင်မယ်အဲ့အရင်တုန်းကအနာကြီးနာခဲ့ရတဲ့ဟာတွေနော်ဒါကြောင့်မလို့လေးစားတယ်နော် ကျွန်တော်လည်းလေးသာအခုဘာလို့ပြောတာပို့ပြီးတော့ကျွန်တော်တက်ကသူတို့လေးသာဥညွတ်မိတာပေါ့နော်သူတို့ဘယ်လောက်ထိခက်ခဲခဲ့လဲဆိုတာပုံမှန်လည်းပြောရင်ကျွန်တော်တို့မသိရတီးဖို့လဲကျွန်တော်တို့အခြေအနေမပေးဘူးအခုကျွန်တော်တို့ဒီဒေါ်လာရေးမှာကျွန်တော်တို့လည်းတဲတဲဝင်ပါလာတဲ့အချိန်ကြာမှာကျွန်တော်တိုင်းသားတွေဘယ်လောက်ထိဒုက္ခရောက်လဲဆိုတာတစ်ခါကြာရင်ဒီစကားတွေကလေကျွန်တော်တို့ဒီလိုမျိုးဖြစ်ခဲ့ပါလားဆိုတာကိုအခုကြားတာတော့မှကျွန်တော်အနေနဲ့မယုံကြည်နိုင်တော့အောင် ပြောပြီးမယုံကြည်နိုင်တော့အောင်ဖြစ်တယ်ဒါပြောဘာကြီးကပြောလိုက်ပြောတော့ဟာအဲ့လိုလားအဲ့ဒါတည်းပူတာရှိတယ်အဲ့ဒါတည်းပူတော့ဘလူကြီးလေပေါ့နော်ဖြစ်ဟုတ်ကဲ့လက်မခံလို့မရဘူးလက်ကိုခံရမယ်ကိစ္စအရှိတရားကြီးဟုတ်ကဲ့ဘသူကပြောတာလဲဆိုတော့ပြောရလို့ရှိလို့ချင်းကွာပလောင်တိုင်းရင်းသားလက်နဲ့ကင် DNL ကြီးစိုးတဲ့နေရာမှာဟုတ်ငါညီတကွက်ဗမာငွေ3600နဲ့ငါဝယ်ထားဘူးလေဟုတ်ကဲ့အဲ့ဒီနေရာမှာငါနေဘူးလေဟုတ်ပါအဲ့ဒီကအဖွဲတွေနဲ့လည်းငါအကုန်လုံးခင်းတယ်ဒါပေမဲ့သူတို့လည်းငါ့ကိုဗမာန်းကိုမသိဘူးဟုတ်ဒါပေမဲ့တခြားလူတွေလို့တော့မဆက်ဆံဘူးတေးကြတာတခုကငါဒီဟိုကောင်လေးမဟုတ်ဘူးဆိုတာတော့သိတယ်အဲ့ဟိုစစ်အာဏာရှင်ဘက်ကကောင်လေးတော့မဟုတ်ဘူးဆိုတာတော့သူသိတယ်ဒါပေမဲ့ငါဘာမှလည်းမကြောက်ဘူးဆိုတော့လေဘာလဲပေါ့နော်ရင်ကြီးလေးနဲ့ပြောချင်တာတို့လူမောင်ကူကူးတယ်ဆိုတာများသောအားဖြင့်ဘာတွေကူးလဲမိန်းကလေးတွေကိုကူးတာလေဟုတ်ကဲ့ယောက်ျားလေးတွေကိုကူးနေတဲ့အချိန်ကယောက်ျားရောမိန်းမရောကူးနေတဲ့ကိစ္စကအလုတ်ကန်ရှာဖွေရေးနဲ့ရောပြီးတော့ဒါပေါ်တို့ဟိုထိုင်းဘက်ပါကွယ်ထိုင်းဘက်ကိုကူးတဲ့နေရာမှာတော့ဟုတ်တယ်ယောက်ျားလေးတွေကိုလည်းအလုတ်ရှာပေးမယ်ပြီးလို့ရှိရင်ရောင်းလိုက်တယ်ပြီးရင်အဲ့ဒီကောင်ဟိုရိုတီသူတို့ခေါ်သူပလတ်တာပေါ့ကွာအဲ့ဒါမျိုးရောင်းခိုင်းတယ်အဲ့ရောင်းခိုင်းတယ်သူကအကျွေးကြည့်တဲ့ဒီကောင်ရောင်းပေးရမယ်အဲ့ရနေမှာတစ်စင်ဒီကောင်စကားတက်ပြီးသူတို့ရက်တီသွားနိုင်တယ်ကျုပ်ဒီကြောက်ကိုကျွန်တော်ရောင်းလိုက်သမ်းပါပေါ့နော်ကျွန်တော်အလုတ်ရကျင်တာဟုတ်ရိုတီရောင်းတဲ့ကောင်လည်းဘယ်ရဲမှမဖမ်းဘူးအဲ့လိုမျိုးတွေရှိခဲ့တယ်ဒါအသေးမွားလေးဒါပေမဲ့ရှမ်းပြည်နယ်မှာရှမ်းပြည်နယ်ကျေပြောလာတဲ့တို့နိုင်ငံမှာရှမ်းပြည်နယ်ကအကျေဆုံးဟုတ်ကဲ့ပြည်နယ်နဲ့တိုင်းထဲမှာပြည်နယ်နဲ့တိုင်းအကုန်လုံးပေါင်းတော့ရှမ်းပြည်နယ်အကျေဆုံးအဲ့အကျေဆုံးထဲမှာအနေခံဆုံးနော်ပလောင်လူမျိုးတွေဟာလူမောင်ခိုတဲ့အသွင်မျိုးစုံရှိတဲ့ထဲမှာဘယ်လိုလူမျိုးပိုခံရမလဲစဉ်းစားကြည့်သူတို့အများဆုံးခံသူတို့အများဆုံးခံရတာသူတို့ကလည်းနောက်ဆုံးဘာစဉ်းစားလဲဆိုတော့ဒါပေမဲ့သူတို့မှတခုရှိတယ်ကိုသားသမီးကိုမယောင်းစားဘူးတချို့လူတွေရှိတယ်နော်ကိုသားသမီးကိုတချို့လူမျိုးတွေရှိတယ်သူတို့သားသမီးကိုသူတို့မယောင်းစားဘူးဒါပေမဲ့သူတို့ကသူများရဲ့ဘလို့ခေါ်မလဲကွာဟိုပေါ်တာဆွဲခံရတဲ့ပုံစံမျိုးညင်းပိုင်ခွင့်မရှိတဲ့သူများစိတ်ကြိုက်သူများစိတ်ဆန္ဒနဲ့အဲ့တော့အလုတ်ကအမင်းနောက်ခေတ်ဒီ2010နောက်ပိုင်းတော့မှရွာတွေကိုလူစိမ်းဝင်လာလို့ယူလို့ရှိရင်အဲ့ရွာထဲမှာယောက်ျားလေးမရှိတော့အရွယ်ရောက်တဲ့ယောက်ျားလေးမရှိတော့အရွယ်မရောက်သေးတာနဲ့မိန်းကလေးတွေပဲရှိတယ်ဟုတ်ကဲ့အဲ့ဒါမျိုးအားလုံးကျွန်တော်တို့ပြည်သူအားလုံးသိထားတာအဲ့မှာတရုတ်ပြည်ရောက်မင်းစစ်အာဏာအုပ်စုပေါ့နော်အာဏာရှင်အုပ်စုကနေပြီးတော့ပေါ်တာဆွဲတယ်အခုပေါ့နော်အတရားဝင်သူတို့တွေဒါမိတ်နေထုတ်ပြီးတော့ပေါ်တာဆွဲတယ်လို့ပဲသိကြတာတော့တကယ်တမ်းတော့ကျွန်တော်တို့တိုင်းရင်းသားတွေကဟိုးနဂိုတွေကနှီးမျိုးစုံနဲ့ဒါပေမဲ့နာမည်ကမတက်သေးဘူးနာမည်တော့လူမောင်ခိုတယ်လူယောင်းစားခံရတယ်ဆိုတဲ့ဟာဒီနာမည်တွေမထွက်သေးဘူးအဲ့တို့ရိုးတာရိုးတန်းလေးပဲဟိုအလုတ်သွားရှာတယ်လူပါလို့နောက်ဆုံးတော့ဘာပဲဖြစ်ဖြစ်အတွင်းထဲမှာလူတန်ဖိုးနဲ့အောက်ဆုံးမှာနေရတဲ့ဆိုတော့ဘိုးဘက်ကထွက်အနီးစပ်ဆုံးကပဲလေတရုတ်ပြည်မှာသူတို့သွားအလုတ်လုပ်ကြတယ်
လူကြုံနဲ့လိုက်ကြတယ်လမ်းကြုံလိုက်ကြတယ်ဘယ်ရောက်ကွာဒီစစ်တပ်ကဟို area တွေကလွတ်ချင်ပြီးရောသူတို့ကလည်းတောတွေတောင်တွေသူတို့ကလည်းကွဲတာဟိုမိကိုပြီးတော့သူတို့စစ်ကြောင်းတွေထိုးကြတယ်